ကျွန်တော်ပေးထားတဲ့ခေါင်းစဉ်ကအေးပေါ့ရခိုင်တက်မတော်ကရခိုင်လူငယ်တွေကိုအတင်းအကျပ်စစ်ထဲမဝင်ခိုင်းပါဘူးဆိုတဲ့ခေါင်းစဉ်ပေးထားတယ်။ဘာဖြစ်လို့ဒီခေါင်းစဉ်ပေးထားရလဲဆိုတော့အခုတည်င်းတွေထဲမှာပါနေတာပေါ့ဗျာ။အေးကနေပြီးတော့မြောက်ဦးတို့ကြောက်တော်တို့ဒီဘက်ချမ်းတွေမှာပေါ့ရခိုင်လူငယ်တွေရခိုင်တက်မတော်တွေဝင်ရမယ်စစ်မှုထမ်းရမယ်ဆိုတဲ့ဥပဒေတွေထွက်နေတယ်ဆိုပြီးတော့ပြောဆိုနေတယ်တည်င်းတွေထဲမှာလည်းပါနေတယ်ကျွန်တော်တို့ငငယ်ရလို့တာကြီးကြီးစစ်ထဲဝင်မယ်တော့သမီးကြီးလို့ရှိရင်စစ်ဘိုလ်ကြီးယူမယ်ဆိုတဲ့ခေတ်လည်းမရှိတော့ဘူးအဲ့ဒီအပြင်မှာကိုတိုင်းရင်းသားကိုလူမျိုးတပ်ဖွဲ့တွေဝင်ရမယ်ဆိုရင်တော့မှစစ်ထဲကိုဝင်ခြင်းနဲ့လူငယ်တွေလူရွယ်တွေဆိုတာမရှိသလောက်ဖြစ်နေတယ်အဲ့ဒီအချိန်မှာတည်င်းကတက်လာရခိုင်တပ်တော်အေကလူငယ်တွေကိုစစ်ထဲကိုဝင်ရမယ်လူငယ်တွေစစ်ထဲမဖြစ်မနေဖြစ်ရမယ်ဆိုတဲ့အတန်တွေထွက်လာအဲ့လိုထွက်လာတဲ့အခါကျတော့ကျွန်တော်ပြောပါမယ်အေအနေနဲ့ကConfederate တီဆောက်မယ်ဆိုပြီးတော့သူကြေညာထားတယ်။သူရခိုင်အဖနိုင်ငံတော်ကြီးတီထောင်မယ်ဆိုပြီးသူကြေညာထားတယ်။ဒီလိုကြေညာထားတဲ့အတွက်သူဥရောပဥပမာဒီကျွန်တော်တို့ Scandinavian နိုင်ငံတွေလို့ပေါ့လူတိုင်းမဖြစ်မနေစစ်ထဲဝင်ရမယ်ဆိုတဲ့ဥပဒေတွေသူအာဏာရတဲ့အချိန်ကြာလို့ရှိရင်လည်းပြဋ္ဌာန်းနိုင်တဲ့အနေအထားရှိတယ်။ဒါပေမဲ့တကယ်တမ်းကျတော့ရခိုင်တပ်တော်ကစစ်ထဲဝင်ခိုင်းခြင်းမဝင်ခိုင်းခြင်းတဲ့ရခိုင်နေအခုကျုံနေရတဲ့ပြဿနာကအခြေအနေပေါ်မှာမူတည်ပြီးတော့ရခိုင်တိုင်းကစစ်ပညာသင်ရမယ့်အနေအထားဖြစ်သွားတယ်။ရခိုင်တပ်တော်ကစစ်မှုထမ်းခိုင်းမဲ့အမိန့်ကိုခင်ဗျားတို့စောင့်နေလို့မရတော့ဘူး။ရခိုင်တပ်တော်ကစစ်မှုထမ်းရမယ်ပြောလို့ဆိုတဲ့အနေအထားမဟုတ်တော့ဘူး။ခင်ဗျားတို့အနေအထားကရခိုင်တိုင်းစစ်ပညာသင်ရမယ်။ရခိုင်ပြည်နယ်မှာနေရမယ့်လူတိုင်းစစ်ပညာသင်ရမယ်လက်နက်ကင်ရမယ်ဆိုတဲ့အနေအထားမျိုးဖြစ်အောင်အခြေအနေကြီးတစ်ခုလုံးကတွန်းပို့လိုက်တယ်။အဲ့ဒီအခြေအနေတွန်းပို့တယ်ဆိုတာမြေပြင်မှာနေတဲ့ရခိုင်ပြည်သူတွေမြေပြင်မှာနေတဲ့ရိုဟင်ဂျာပြည်သူတွေနဲ့ဘလို့မှမဆိုင်ဘူးအတိတ်ကပြည်ပမှာရှိနေတဲ့သူတွေကမှုေးနေတာပြည်ပမှာရှိနေတဲ့သူတွေကဘလို့မှုေးနေလဲဆိုတော့ဒီဘူးသီးတော့မောင်တော်ဘက်မှာဖြစ်ခဲ့တဲ့ကိစ္စရှိတယ်ဗမာစစ်တပ်ကမရှိတော့ဘူးသို့တော့ RSO ကဝင်ပစ်တယ်ဒီနိုင်ငံခြားမှာရှိနေတဲ့လူတွေကရခိုင်တပ်တော်ကရိုဟင်ဂျာရွာတွေမီးရှို့တယ်ဆိုပြီးတော့ကမ္ဘာသတင်းမီဒီယာတွေမှာဖြန့်တယ်ကျွန်တော်ထပ်ပြောဦးမယ်နော်ဘူးသီးတော့မောင်တော်ဘက်မှာဖြစ်သွားတဲ့ကိစ္စမှာရခိုင်တပ်တော်ကဘူးသီးတောင်မောင်းတော့ကိုသိမ်းတယ်ဗမာစစ်တပ်ကထွက်ပြေးတယ် RSO ကကိုဝင်ပစ်တယ်နိုင်ငံရခြားမှနေတဲ့ရိုဟင်ဂျာခေါင်းဆောင်လို့သူတို့ခေါ်တဲ့သူတွေကမီဒီယာမှာကရှိသမျှရိုဟင်ဂျာရွာတွေမီးရှို့တယ်ဆိုပြီးတော့ဝါဒဖြန့်တယ်ဒီဟာကိုရခံရတယ်ဒီဟာတွေအကုန်လုံးကဗမာပေါ်သွားလဲဆိုတော့ BBC နဲ့ RSO ခေါင်းဆောင်ဦးကိုကိုလင်းနဲ့အင်တာဗျူးတဲ့အချိန်မှာဦးကိုကိုလင်းကတရားဝင်ပြောတယ်ဗမာစစ်တပ်လည်းမရှိတော့ဘူးတဲ့ကျွန်တော်တို့ RSO တွေကဒီကိုဝင်ပြီးတော့ပြစ်တာတဲ့အဲ့ဒီမှာတိုက်ပွဲတွေပါထပ်ဖြစ်ပြီးတော့ဒီပြဿနာတွေတက်သွားတယ်ပေါ့အဲ့တော့ဒီပြဿနာတွေတက်ချင်းမတက်ချင်းကဒါအစလေးပဲရှိသေးတယ်ကျွန်တော်ပြောတဲ့စကားတွေကအချက်အလက်အတိအကျတွေနဲ့ပြောတာနော် BBC မှာဦးကိုလင်းနဲ့ကိုဝေဖြိုးနဲ့အင်တာဗျူးတဲ့အချိန်မှာဗမာစစ်တပ်တခုမှမရှိတော့ဘူး RSO ကကိုဝင်ပြစ်တာ RSO ကကိုတေချာကိုချောင်းညောင်းပြီးတော့ပြစ်ခတ်တဲ့ကိစ္စနိုင်ငံရခြားမှာရှိနေတဲ့လူအခွင့်အရေးသမားတွေနဲ့နော်ဗမာလူအခွင့်အရေးသမားတွေနဲ့ရိုဟင်ဂျာခေါင်းဆောင်လို့ပြောတဲ့သူတွေနဲ့လူခွေရေးသမားတွေပေါင်းပြီးတော့နိုင်ငံတကာမှာသတင်းဖြန့်တဲ့အချိန်ကျတော့ RSO ကဝင်ပစ်တာလည်းမပါဘူးကမီးရှို့တဲ့ကိစ္စပဲပါသွားတယ်ဒီအခါမှာပြဿနာတွေကမြေပြင်မှာရှုပ်ထွေးဖြစ်ကုန်တယ်မြေပြင်မှာနေတဲ့သူတွေကရှုပ်ထွေးဖြစ်ကုန်တယ်ဘယ်လိုဖြစ်လာလဲဆိုတော့ခင်ဗျားတို့သတင်းတွေကြားတဲ့အခါမှာဒီရိုဟင်ဂျာခေါင်းဆောင်လို့နိုင်ငံခြားမှာနေတဲ့ရိုဟင်ဂျာခေါင်းဆောင်တွေပြောတဲ့ဟာကတမျိုးဘာမှညာမှမသိဘဲနဲ့ရိုဟင်ဂျာခေါင်းဆောင်တွေပြောတဲ့စကားနောက်ကိုလိုက်ပြောတဲ့လူခွေရေးသမားတွေပြောတာကတမျိုးမြေပြင်မှာဖြစ်နေတာကတမျိုးအဲ့လိုမျိုးဖြစ်တဲ့အခါမှာရှုပ်ထွေးဖြစ်တဲ့အခါမှာမြေပြင်မှာနေရတဲ့သူတွေကအခက်အခဲတွေအကုန်ဖြစ်ကုန်အောင်RSO ကဘယ်သူမှလည်းမသိဘူး ARA ကဘယ်သူမှလည်းမသိဘူး ARSA ကဘယ်သူမှလည်းမသိဘူးအဲ့ဒီအချိန်မှာထပ်ဖြစ်တဲ့ပြဿနာရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ဗမာမွတ်စလင်လို့ပြောပြီးတော့နိုင်ငံရခြားမှာနေတဲ့သူဗမာမွတ်စလင်ပြောပြီးတော့နိုင်ငံရခြားမှာနေတဲ့သူကျွန်တော်ထပ်ပြီးတော့ခင်ဗျားတို့အဲ့ဒီကိစ္စထပ်ရှင်းပြဗမာနိုင်ငံရေးအတိုင်းအဝိုင်းမှာမွတ်စလင်နာမည်ခံလို့ရှိရင်နိုင်ငံရေးပါလုပ်လို့မရတဲ့အနေအထားမျိုးဖြစ်နေအဲ့ဒါကဘာလဲဆိုတော့ဗမာပြည်မှာလူမျိုးဆက်အာဏာရှင်ထိန်းချုပ်ထားတဲ့အခါကျတော့ဆက်အာဏာရှင်အုပ်ချုပ်ပြီးတော့ဆက်အာဏာရှင်ကခွဲခြားထားတဲ့အခါကျတော့ဗမာတွေလည်းကြောက်ရတယ်တိုင်းရင်းသားတွေလည်းကြောက်ရတယ်မွတ်စလင်နာမည်ခံတဲ့လူလည်းကြောက်ရတယ်တရုတ်လည်းကြောက်ရတယ်အကုန်လုံးကကြောက်နေရတဲ့အချိန်မှာဗမာပြည်မှာမွတ်စလင်နာမည်ခံတဲ့သူတွေကနိုင်ငံရေးထဲမှာပါလို့မရဘူးကိုမြရေးလည်းပို့ပြလေးပြောရင်ဗမာနိုင်ငံရေးမှာဘာမှပါလို့မရဘူးကိုမြရေးမှာမဟုတ်ဘူး88မှာပါခဲ့တဲ့လူတွေလည်းဗမာနိုင်ငံရေးမှာပါလို့မရဘူးမွတ်စလင်လည်းနာမည်ခံထားတဲ့ဦးထွန်းကြည်တို့လည်းဗမာနိုင်ငံရေးမှာပြောချင်တာသာပြောလို့ရမယ်ပါလို့မရဘူးသူတို့နေရာမပေးဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့တကယ်ဗမာနိုင်ငံသားခံပြီးတော့နော်ကိုးကွယ်ခြင်းပဲယုံကြည်ခြင်းနဲ့ဆိုတဲ့လူတွေက
အခြေအနေကိုသိတဲ့အခါမှာဘာမှမပြောဘူးဒါပေမဲ့နိုင်ငံရခြားမှာရောက်နေတဲ့လူတွေကြတော့နိုင်ငံရေးထဲမှာဗမာနိုင်ငံရေးထဲမှာလည်းထဲထဲဝင်ဝင်မပါတဲ့အခါ online ပေါ်မှာပြောချင်တာပြောဖို့အတွက်ရိုဟင်ဂျာတွေနဲ့သူတို့ကရိုဟင်ဂျာတွေကိုခုတုံးလုပ်တယ်ဗမာပြည်ထဲမှာရှိနေတဲ့နော်မွတ်စလင်ဆိုတဲ့လူတွေကဘာသာကြီး၅ဘွဲတို့ကြံတဲ့ဗမာနေရတဲ့သူတွေကကြီးလန့်ဆာဆာနေရတာမိထီလာတို့ဖြစ်မှလည်းသိကြောက်တယ်တော့ကြငါတို့ဗလီလာဖြစ်မှလည်းသိကြောက်တယ်အဲ့တော့သူတို့ကညီးရတာကြောက်တယ်ဆိုပြီးတော့ဗမာပြည်ထဲမှာအထိုက်အလျောက်အကုန်လက်ပတ်ပြီးတော့အစင်ပြေတယ်လို့နေနေရတာကိုတေအောင်မိုးကြီးအစ္စလာမ်မို့ပါလေကောဒီလိုဖြစ်နေတဲ့သူတွေကဗမာပြည်သားတွေနဲ့ဒန်းတူပဲမင်းတို့ဗမာတွေခံရရင်ငါတို့လည်းခံရတယ်တို့ဗမာမွတ်စလင်တွေဗျာမွတ်စလင်ဖြုတ်လိုက်ရင်သူတို့လည်းဗမာမင်းတို့ခံရရင်ငါတို့ခံရတယ်မင်းတို့စစ်သားစုဆောင်းခံရတယ်လို့ငါတို့လည်းစစ်သားစုဆောင်းခံရတယ်တို့တော့နိုင်ငံရခြားမှာရောက်နေတဲ့လူတွေကြတော့သူတို့အနှိမ်ခံရတဲ့ဟာကိုသူတို့ကဗမာပြည်တွင်းကမွတ်စလင်တွေခံရမှာကိုလည်းသူတို့ကကြောက်တယ်သူတို့ဆိုမျိုးသားချင်းတွေရှိတာကိုအဲ့တော့ဗမာမွတ်စလင်ဆိုပြီးနာမည်ခံပြီးတော့လည်းသူတို့ကမလုပ်ဖ ೇನೆ သူတို့ကရိုဟင်ဂျာတွေကိုခုတုံးလုပ်ရိုဟင်ဂျာအရေးပြောတယ်ရိုဟင်ဂျာအရေးလုပ်တယ်ဆိုပြီးတော့သူတို့ကဒီဗမာပြည်ထဲမှာမွတ်စလင်တွေခန်းနေရတဲ့နော်ဟာတွေကိုကာကွယ်ကျင်တာလားသူတို့ကိုကြိုးကိုရှာကျင်တာလားနော်သူတို့နာမည်လိုချင်တာလားမသိပဲနဲ့သူတို့ကရိုဟင်ဂျာတွေကိုခုတုံးလုပ်အဲ့ဒီလိုရိုဟင်ဂျာတွေကိုခုတုံးလုပ်တဲ့အခါလဲကြာအောင်မြေပြင်မှာရှုပ်ရှုပ်ထွေးထွေးတွေဖြစ်ကုန်ပေါ့တကယ်မြေပြင်မှာကရိုဟင်ဂျာဆိုတဲ့လူတွေလည်းခန်းနေရတာနော်ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ရိုဟင်ဂျာတွေလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဒုက္ခပေးတာနှီးမျိုးစုံနဲ့ခန်းနေရတယ်ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာရှိတဲ့ရိုဟင်ဂျာပြည်သူတွေဒုက္ခသည်တွေလို့နာမည်ခံထားတဲ့ရိုဟင်ဂျာအစ်စ်တွေလည်းဘင်္ဂလားဒေ့ရှ်ကဒုက္ခပေးတာနှီးမျိုးစုံနဲ့ခန်းနေရတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေနှိမ်နာပြုတာကိုနှီးမျိုးစုံနဲ့ခန်းနေရတယ်ဒီလူတွေကလည်းဗမာပြည်ကိုလာခြင်းတယ်ဒါပေမဲ့လူအခွင့်အရေးသမားတွေနိုင်ငံရခြားမှာနေတဲ့ရိုဟင်ဂျာလို့ခေါ်တဲ့သူတွေနိုင်ငံရခြားကိုရောက်သွားတဲ့ဗမာမွတ်စလင်နာမည်ခံတဲ့ကိုကြိုးရှာတဲ့လူတွေကလည်းဒီရိုဟင်ဂျာတွေပြန်သွားမဲ့ကိစ္စတို့ပြန်မဲ့ကိစ္စတို့မှာသူတို့အခွင့်အရေးတွေဆုံးရှုံးမှာကိုကြောက်တဲ့အခါကျတော့သူတို့ကလည်းညီမျိုးစုံနဲ့ပြဿနာရှာအဲ့လိုပြဿနာရှာတော့ဘာတွေဖြစ်လာလဲဆိုတော့ဒီရိုဟင်ဂျာကန်ထဲမှာပနတ်ရှိတာမရှိတာထားကျွန်တော်ထပ်ပြောဦးမယ်နော်ရိုဟင်ဂျာကန်ထဲမှာပနတ်ရှိတာမရှိတာတွေထားရိုဟင်ဂျာကန်ထဲကလူတွေလက်နဲ့ကိုင်နေတာမကိုင်နေတာထား online ပေါ်မှာဘာဖြစ်လာလဲဆိုတော့ငါတို့ကရခိုင်ကိုတိုက်မယ်ငါတို့ကရခိုင်ပြည်နယ်ထဲဝင်မယ်ငါတို့ကအေအေကိုတိုက်မယ်ဆိုပြီးတော့အတန်နေထွက်လာအောင်အတန်နေတောက်လျှောက်ထွက်လာတဲ့ခါကျတော့အတန်ကြောင့်ဖားသိဆိုသလိုဖြစ်တာပေါ့အတန်ကြောင့်ဖားသိဆိုတာဘာလဲဆိုတော့ဒီရိုဟင်ဂျာတန်ကနန်းရှိတဲ့လူကြီးကလက်နဲ့တွေကိုင်မယ်အေအေကိုတိုက်မယ်စစ်တပ်နဲ့ပေါင်းနေဆိုတဲ့ဟာတွေကလည်းအာဆာစစ်တပ်နဲ့ပေါင်းနေဆိုတာလည်းပေါ်နေဒီကြားထဲမှာ AIA တို့ဘာလို့ဆိုပြီးတော့အာဆာတို့ဆိုပြီးရခိုင်နဲ့တိုက်တဲ့တိုက်ပွဲတွေကလည်းဖြစ်နေတယ်ဒီတော့ဘာဖြစ်လဲဆိုတော့အတန်နဲ့ဖားတွေသေးကုန်တယ်အတန်နဲ့ဖားတွေသေးတယ်ဆိုတာဒီရိုဟင်ဂျာတွေကတိုက်မယ်ခိုက်မယ်ချမယ်လဲပြောဒီဘက်ကရခိုင်ခေါင်းဆောင်တွေကလည်းသူတို့အကာအကွယ်ပေးရတော့မယ်နောက်တစ်ချက်ကရိုဟင်ဂျာတွေစိတ်ကူးရင်လာရှိတယ်ဗမာမွတ်စလင်တွေစိတ်ကူးရင်လာရှိတယ်ဗမာမွတ်စလင်ဆိုတာကျွန်တော်တို့ဗမာပြည်သူတွေနဲ့အတူတူနေတဲ့မွတ်စလင်တွေကိုပြောတာမဟုတ်ဘူးနော်ခင်ဗျားတို့ထပ်ပြီးတော့ခွဲပြောအောင်မယ်ဗမာမွတ်စလင်ဆိုတာဗမာတွေနဲ့အခုဗမာပြည်ထဲမှာနေပြီးတော့စစ်မှုထမ်းဥပဒေကိုကြောက်ပြီးတော့နော်ရှောင်ပြေးနေတဲ့ဗမာမွတ်စလင်တွေမဟုတ်ဘူးနိုင်ငံရခြားမှာရောက်ပြီးတော့ပြောချင်တာပြောလုပ်ချင်တာလုပ်နေတဲ့မွတ်စလင်တွေကိုပြောတာဒီမွတ်စလင်တွေကလုပ်ချင်တာလုပ်တဲ့အခါကျတော့ဘာတွေဖြစ်ကုန်လဲဆိုတော့ဒီတိုက်မယ်ခိုက်မယ်တွေဖြစ်တဲ့အခါလဲကြာအေအေကဟိုခုနကပြောတာခုလွဲသွားလို့အဲ့မွတ်စလင်တွေအကုန်လုံးကနေပြီးတော့သူတို့ကဘာတွေကိုပြောလာလဲဆိုတော့ပါလက်စတိုင်းလို့ဖြစ်လာပါလက်စတိုင်းနဲ့အစ္စရေးလို့ဖြစ်လာပါလက်စတိုင်းနဲ့အစ္စရေးလို့ဖြစ်လာရင်လည်းထပ်ပြောဦးမယ်နော်ရခိုင်ကအစ္စရေးမဟုတ်ဘူးခင်ဗျားတို့သမိုင်းတွေပြည့်ဝတွေသင်္ချာတွေအကုန်တွက်ကင်ပြီးတော့ပြောရခိုင်ကသူ့ဘရင်နဲ့သူနေခဲ့တာရိုဟင်ဂျာနိုင်ငံတော်ကြီးဆိုတာမရှိဘူးမကြားဘူးရိုဟင်ဂျာနိုင်ငံတော်ကြီးဆိုပြီးတော့မကြားဘူးရိုဟင်ဂျာဆိုတာနာမည်တော်မှနော်ဒီ UNG လက်ထက်ကြမှာဖြစ်လာတာကျွန်တော်တို့တွေတစ်ချိန်လုံးရိုဟင်ဂျာဆိုပြီးငင်းညအောင်အခုချိန်ကြီးလဲငင်းညအောင်တို့ကပြောတယ်ဘာဖြစ်လို့ပြောလဲဆိုတော့မင်းနာမည်မင်းခံကျင်တဲ့ကိစ္စခံကျင်ခံမခံကျင်နေငင်းညအောင်အပြင်ကလူဖြစ်တဲ့ခါကျတော့ရိုဟင်ဂျာအာဘွားရိုဟင်ဂျာဘိုင်ယန်ဆိုပြီးငင်းညအောင်ပြောလို့ရတယ်နော်ငင်းညအောင်ပြောလို့ရတယ်သို့တော့ရခိုင်ပြည်သူတွေကြတော့ဒီရိုဟင်ဂျာကိုလက်မခံနိုင်ဘူးရိုဟင်ဂျာတွေကြတော့လေရိုဟင်ဂျာမခေါ်လို့ရှိရင်အကုန်လုံးကလူခွင့်ရေးချိုးဖောက်တယ်ကျွန်တော်ထပ်ပြောပြအောင်နော်ကျွန်တော်အခုရိုဟင်ဂျာခေါ်လို့ရှိရင်ရခိုင်နေရမကြိုက်ဘူးရိုဟင်ဂျာမခေါ်ဘူးဆိုရင်လည်းရိုဟင်ဂျာတွေကဘာလုပ်လဲဆိုတော့ဒီဟာအကုန်လုံးကမင်းတို့ကလူခွင့်ရေးချိုးဖောက်တဲ့ကောင်တွေကဘာကြီးကိုမင်းတို့ကဖြစ်မှာလူကိုမလေးစားတဲ့ကောင်တွေဆိုပြီးရိုဟင်ဂျာတွေကလည်းပြဿနာရှာတယ်ရိုဟင်ဂျာတွေမှလည်းအစိုးရတွေကဒါမျိုးဖြစ်တယ်ဒီလိုမျိုးဖြစ်နေတဲ့အခါကျတော့သူတို့ကဒီကနေဒါမှာရှိတာတို့အမေရိကမှာရှိတာတို့ဥရောပမှာရှိတယ်တို့ဗမာမွတ်စလင်တွေကပါဘယ်လိုလုပ်ပြီးလဲဆိုတော့ရိုဟင်ဂျာတွေနဲ့ပေါင်းပြီးတော့သူကပါလက်စတိုင်းအစ္စရေးဆိုတဲ့ပုံစံမျိုးနဲ့လူခွင့်ရေးသမားတွေနဲ့လုပ်တယ်မင်းတို့ပါလက်စတိုင်းနဲ့အစ္စရေးကိုတွားပြီးတော့မတုနဲ့ရခိုင်တွေကသူနဲ့သူမင်းသူချင်းသူနန်းနဲ့သူနေလာတာမင်းတို့ဘင်္ဂလားဒေ့ရှ်ဆိုတဲ့ဟာကလည်းအိန္ဒိယပြိုကွဲသွားပြီးပါကစ္စတန်ပြိုကွဲသွားပြီးတော့ဘင်္ဂလားဒေ့ရှ်တောင်ပေါ်လာတာဘင်္ဂလားဒေ့ရှ်မပေါ်ခင်တည်းကရခိုင်တွေကသူနန်းသူကျန်နန်းနဲ့နေနေတာအီရန်တွေတောင်မှလာပြီးရခိုင်တွေနဲ့အတူတူကုန်သွယ်မှုတွေလုပ်နေရတယ်မတူတာတွေရှောက်တူပြီးတော့သိရမလားပြောချင်တာတွေရှောက်ပြောမနေနဲ့အဲ့တော့ဘာဖြစ်လာလဲဆိုတော့
ရိုဟင်ဂျာကန်ထဲမှာအေအိုတိုက်ဖို့အရေးဒိုအရေးဆိုပြီးတော့အော်တဲ့ကောင်တွေကအော်ခလေးတွေလည်းပါတယ်လူကြီးတွေလည်းပါတယ်အဲ့ဒါဘာဖြစ်လဲရခိုင်ကြီးစိုးရိမ်လာတာပေါ့ရခိုင်ကြီးစိုးရိမ်တော့ဘာဖြစ်လဲသူတို့ကိုသူတို့ကာကွယ်ဖို့အတွက်သူတို့အေအေကထုတ်တော်တာပေါ့အကုန်လုံးပေါ့လက်နက်ကန်ရမယ်အကုန်လုံးသတိနဲ့နေရမယ်ဖြစ်တဲ့အခါကျတော့အတန်ကြောင့်ဖားသိပြီးတော့တကယ်ပြန်လာခြင်းနဲ့ခိုးဝင်လာတဲ့ရိုဟင်ဂျာတွေတောင်မှခိုးဝင်ဖို့ကိစ္စတွေခက်ကုန်ရောသူ့ဆွေမျိုးနဲ့သူ့ဆွေမျိုးသားချင်းနဲ့သူကသူပြောပြီးတော့ပြန်လာမဲ့ရိုဟင်ဂျာတောင်မှအေအေကငကိုတော့မှဆိုလက်ခံတယ်ဒါသူကသူအေးဆေးဆေးပြန်လာနေရထိုင်ခင်းအခုကျတော့ကန်ထဲမှာအေအေကိုတိုက်မယ်အေအေကိုတတ်မယ်ဒါမျိုးတွေရှောက်ပြောပြီးတော့နိုင်ငံရခြားကောင်တွေကလည်းထုံးမြတ်နိုင်ကိုဖမ်းမယ်မဟုတ်ကောက်ကတွေရှောက်ပြောလုံနိုင်တာမလုံနိုင်တာထားထုံးမြတ်နိုင်ကိုဖမ်းမယ်ဟာအေအေတပွဲလုံးကိုသိတယ်မလား ICJ ပို့မယ်တွေအင်တာဂျိုပို့မယ်တွေရှောက်ပြောအတန်ကြောင့်ဖားတွေသိပြီးတော့ဘာဖြစ်လာလဲဆိုတော့အခုဘင်္ဂလားဒေ့ရှ်ကနေသူကသူအေအေဆေးဆေးပြန်လာမဲ့လူကိုတော့မှရခိုင်တွေအကုန်လုံးတန်တရားနဲ့ကြည့်ကုန်ရောငကိုတော့ကညီကိုလိုနေတဲ့သူတွေငကိုတော့ကညီကိုလိုနေတဲ့သူတွေငကိုတော့ကဟိုကိုက်ကြုံပြီးကျွန်းကိုက်ပြီးပေါ့သူ့အလုပ်ကိုလုပ်ကိုလုပ်သူ့လုပ်နေဆက်ကုံွယ်ရေးတွေနဲ့လုပ်နေတဲ့ကိစ္စတွေပါအခုအေးစစ်စစ်ပြန်ဝင်လာမဲ့လူတောင်မှဝင်လာလို့မရတော့ဘူးပြန်ဝင်လာမဲ့လူကိုဒီကောင်ကအာဆာလားဒီကောင်ကအာရက်ဆိုလားဒီကောင်က AIA လားဘာမှမသိတော့ပဲနဲ့အခုပြဿနာတွေတက်ပြီအဲ့ဒါ AA ကစစ်မှုထမ်းခိုင်းတဲ့ကိစ္စက AA ရဲ့ပြဿနာလည်းမဟုတ်တော့ဘူးရခိုင်တွေအကုန်လုံးကလက်နဲ့ကန်ရမယ့်အနေအထားဖြစ်အောင်ကိုဒီရိုဟင်ဂျာခေါင်းဆောင်လို့ပြောတဲ့နိုင်ငံရခြားလူတွေရခိုင်ခေါင်းဆောင်လို့ပြောတဲ့နိုင်ငံရခြားကလူတွေဗမာမွတ်စလင်ပြောပြီးတော့နိုင်ငံရခြားမှာနေတဲ့သူတွေရဲ့ပါဇက်ပယန်းနဲ့အမှုတကယ်ရမ်းကြလို့ရှိဥပမာအခုဟိုဘယ်လိုပြောမလဲအတာဥလာပေါ့အတာဥလာကိုဖမ်းလိုက်တယ်ပြောအတာအောင်တင်ဆိုပြီးတော့ကနေဒါကလည်းပြန်မလာဘူးအတာသေးလွေဦးဆိုပြီးတော့လည်းအမေရိကကပြန်မလာဘူးတိုးတော့ပါဇက်ကပယန်းတာမင်းတို့အေအေကချလို့ရှိအမင်းတို့ပြန်တိုက်ပေါ့အဒီကြားထဲမှာလူခွေရပြောတဲ့ကောင်တွေအမေရိကကိုထွက်ပြေးပြီးတော့သိရမလားငါတို့ရိုဟင်ဂျာအကုန်လုံးပေါ့ပန်းနဲ့ချီပြီးတော့ဟိုပြန်ဝင်လာမယ်ပေါ့ထပ်ပြောဦးမယ်ပထဝီအနေထားရလဲနတ်မြင့်ကြီးရှိနေတယ်စိတ်ကူးမရင်နဲ့ရိုဟင်ဂျာပြည်သူအစ်စ်တွေကိုပြောပြတာစိတ်ကူးမရင်နဲ့ဘာဖြစ်လို့စိတ်ကူးမရင်နဲ့လဲဆိုတော့မန္တလေးကကျုံကြီးကိုကြည့်မန္တလေးမှာတွေ့လားဗမာဘီရင်တွေခစ်ကောင်းတဲ့အချိန်မှာကျုံတွေတူးတယ်ဆိုတာအဲ့ဒါရေစည်းခန္ဓာတို့ကျင်းခန္ဓာတို့လုပ်တယ်လို့ပဲနတ်မြင့်ရှိနေတယ်နော်ပေါင်ရင်ချောင်းလိုမျိုးလောခြေထောက်နဲ့ဖြတ်ပြီးတော့သွားလို့ရတဲ့ဟာမဟုတ်ဘူးသူ့မှာခံကရုတ်တွေရှိနေတယ်အဲ့ဒီလိုခံကရုတ်တွေကိုကြည့်ပြီးသွားလို့ရှိရင်ကို့မှာလက်နဲ့ရှိလားသူ့မှာလက်နဲ့ရှိလားဒါမျိုးတွေရှိသေးတယ်ရော့အေးဆိုပြီးတော့တနက်တပန်းကိုကျွန်တော်ပြောရတဲ့ရိုဟင်ဂျာခေါင်းဆောင်တွေတယောက်မှမပေးနိုင်ဘူးလောင်းကျဲစားခြင်းနဲ့ချတယ်ထပ်ပြောဦးမယ်နော်အခုရိုဟင်ဂျာဒုက္ခတဲ့စခန်းရှိတယ်ဆိုတော့ရိုဟင်ဂျာဒုက္ခတဲ့စခန်းမှာအခုပြောနေတဲ့နိုင်ငံရခြားမှာရှိပြီးတော့လူခွေရေးပြောတဲ့ကောင်တွေဟိုဗမာမွတ်စလင်ဆိုပြီးတော့ရိုဟင်ဂျာတွေကိုခုတုံးလုပ်နေတဲ့လူတွေလက်နဲ့တပန်းပွဲဆိုပြီးတော့ဘယ်ကောင်းမှလည်းမပေးနိုင်ဘူးကုလသမဂ္ဂဆိုတာလည်းဘာမှမကူညီနိုင်ဘူးအခုပြဿနာဖြစ်နေတာကရိုဟင်ရခိုင်တွေကြောက်နေတာကဒီလူတွေကိုပြန်ပြီးတော့လက်ခံမယ်ဆိုရင်တောင်မှမင်းတို့ရိုဟင်ဂျာခေါင်းဆောင်တွေအဲ့ဒီနိုင်ငံရခြားမှာနေတဲ့ဗမာမွတ်စလင်ဆိုပြီးတော့ကိုကြိုးချပြီးတော့ line ပေါ်မှာပြောချင်တာပြောနေတဲ့ကောင်တွေပြောတဲ့အခါကျတော့အဲ့ဒီရိုဟင်ဂျာပြည်သူတွေကိုအခုအကုန်တန်တရားဖြစ်နေပြီခလေးတွေကိုတန်တရားဖြစ်နေပြီအဲ့ဒီပြဿနာကိုရှင်းရမှာအဲ့တော့စိတ်ကူးမရင်နဲ့ဟာဟိုပါလက်စတိုင်းနဲ့အစ္စရေးနှစ်နိုင်ငံတွဲနေတယ်ပေါ့ငါတို့ရိုဟင်ဂျာနိုင်ငံကြီးပေးရမယ်တွားပြီးစိတ်ကူးမရင်နဲ့သိချင်းစုံနဲ့အခုပေးကုန်လိမ့်မယ်ရိုဟင်ဂျာပြည်သူတွေလည်းကိုယ့်ဟာကိုယ်တည်တည်ချာချာသိဖို့လိုတယ်အဲ့ဒီနိုင်ငံရခြားကပြောနေတဲ့ကောင်တွေနိုင်ငံရခြားကနေလှုပ်နေတဲ့ကောင်တွေကငါတို့ခုတုံးလှုပ်လားမလှုပ်ဘူးလားဆိုတာတည်တည်ချာချာသိဖို့လိုတယ်အဲ့တော့ထပ်ပြောဦးမယ်အေအေကရခိုင်လူငယ်တွေကိုမှစစ်ထဲဝင်ခိုင်းလို့စစ်ထဲဝင်ခိုင်းတဲ့ကိစ္စမဟုတ်ဘူးတကယ်အခြေအနေမှန်ကိုသိနေတဲ့ရခိုင်ပြည်သူတွေကအသက်100ကျော်ရှိတဲ့လူလည်းစစ်ပညာသင်ရမယ်ဘုံကြီးလည်းစစ်ပညာသင်ရမယ်အဲ့လိုအနေအထားဖြစ်သွားအောင်ဘယ်သူမှလုပ်တာမဟုတ်ဘူးဗမာစစ်တပ်ကလုပ်တာမဟုတ်ဘူးရိုဟင်ဂျာခေါင်းဆောင်ဆိုတဲ့လူတွေနဲ့အဲ့ဗမာမွတ်စလင်ပေါ့ကိုကြိုးရှာတဲ့အဲ့ရိုဟင်ဂျာတွေကိုခုတုံးလုပ်ချင်တဲ့ဗမာမွတ်စလင်တွေမှုေးနေတာအဲ့ဒါကိုရိုဟင်ဂျာတကယ်ခေါင်းဆောင်တွေတေးသေးချာချာသိဖို့လိုတယ်အချိန်ကြီးထိဖို့လိုတယ်အဲ့ဒီလိုမဟုတ်ဘူးဆိုရင်ခမားတို့ဘလို့မှချင်းလို့မရတော့ဘူးကျွန်တော်သိတယ်ကျွန်တော်ပြောပြမယ်ရန်ကုန်မှာတင်ရိုဟင်ဂျာခေါင်းဆောင်အစ်စ်တွေရှိတယ်ဘိုးချုပ်ထွန်းမြတ်နိုင်တို့ကိုစာသင်ပေးခဲ့တဲ့ရိုဟင်ဂျာကျောင်းဆရာကြီးတွေတောင်ရှိတယ်ရန်ကုန်မြို့ထဲမှာတင်ဘိုးချုပ်ထွန်းမြတ်နိုင်တို့ကိုပါစာသင်ပေးခဲ့တဲ့ရိုဟင်ဂျာကျောင်းဆရာကြီးတွေပါရှိတယ်ဒီလူတွေနဲ့ညှိပြူပြီးတော့လုပ်ဖို့လိုတယ်ဒီလူတွေရတဲ့အခုကြတော့ညှိလို့မရတော့ဘူးဘာဖြစ်လို့လဲဆိုတော့နိုင်ငံရခြားမှနေပြီးတော့လူခွေရေးလို့ခွဲခွေရေးလို့ပြောပြီးတော့ပို့ဂျိုးရှားနေတဲ့ကောင်တွေကပြောချင်တာပြောနေတာလုပ်ချင်တာလုပ်နေတာရိုဟင်ဂျာတွေကိုတနာတယ်ငါတို့နဲ့ဘာသာတူတယ်ပြောပြီးတော့အခွင့်အရေးယူတဲ့ကောင်တွေကအခွင့်အရေးကိုယူနေတာကလိန်တစ်ချစ်ကိုလုပ်နေတာအဲ့ဒီပြဿနာကိုမရှင်းနိုင်ရင်အေအေကစစ်ထဲဝင်မှာပြောနေကြမလို့ရခိုင်နေအခြေအနေအမှန်အကုန်လုံးကိုသိရင်သူ့ဟာသူအလိုလိုနေနေကိုကာကွယ်ဖို့ဆိုပြီးတော့လက်နက်ကိုင်အကုန်ဖြစ်ကုန်အဲ့ဒီလိုဖြစ်လာရင်ပြဿနာကပိုးကြီးသွားလိမ့်မယ်အဲ့တော့ထပ်ပြောပါဦးမယ်နော်ရိုဟင်ဂျာတွေကိုခုတုံးလို့ဘာသာတူတယ်ပြောပြီးရိုဟင်ဂျာကိုခုတုံးလုပ်နေတဲ့ကောင်တွေကလည်းအများကြီးဗမာလူခွေသမားတွေကလည်းဗမာတွေတိုင်းရင်းသားတွေကိုလုပ်လို့မရတော့ရိုဟင်ဂျာတွေကိုခုတုံးလုပ်နေတာအများကြီး
ရိုဟင်ဂျာထဲမှာလည်းရိုဟင်ဂျာတွေကိုခုတုံးလုပ်ပြီးကိုချိုးချနေတဲ့ကောင်ကြီးကအများကြီးအဲ့ဒီပြဿနာကိုရိုဟင်ဂျာတွေကိုယ့်ဖာသာကိုမဖြေရှင်းနိုင်စိတ်ကူးမရင်နဲ့ပါလက်စတိုင်းနဲ့အစ္စရေးမဟုတ်ဘူးရခိုင်နိုင်ငံတော်ကြီးဆိုပြီးပေါ်ခဲ့တာဘင်္ဂလားဒေ့ရှ်မပေါ်ခင်တည်းကတကယ်တကယ်တမ်းရိုဟင်ဂျာပြည်သူတွေကိုဘင်္ဂလားဒေ့ရှ်ကလည်းတစ်ချိန်လုံးတင်မကျွေးနိုင်ဘူးကုလသမဂ္ဂကမပေးဘူးနိုင်ငံတကာကမပေးဘူးဆိုရင်အခုနိုင်ငံရခြားမှာရှိနေတဲ့ဗမာလူခွေရေးသမားတွေရောနော်ဘာသာတူတယ်ဆိုပြီးလှုပ်ရှားနေတဲ့ဗမာမွတ်စလင်တွေရောနော်အဲ့ရိုဟင်ဂျာခေါင်းဆောင်တွေရောအခုသူတို့ကိုယ်တိုင်မလီငတ်မဲ့ပြက်မဲ့ဖြစ်တဲ့အခါရိုဟင်ဂျာတွေကိုခုတုံးလုပ်နေတာတကယ်တမ်းကန်ထဲမှာနေရတဲ့ဒုက္ခတဲ့ရိုဟင်ဂျာတွေကတကယ်ကိုဒုက္ခရောက်နေတာဒီလူတွေနဲ့ရခိုင်ပြည်သူတွေနဲ့ဘာမှပြဿနာမရှိဘူးနော်ထပ်ပြောဦးမယ်နော်ဒီရခိုင်ပြည်သူတွေနဲ့ရိုဟင်ဂျာပြည်သူတွေနဲ့ဘာမှပြဿနာမရှိဘူးအဲ့ဒီပြဿနာမရှိတာကိုရှိအောင်လုပ်နေတာရိုဟင်ဂျာခေါင်းဆောင်တွေလူခွေရေးသမားတွေအဲ့ဒီဗမာမွတ်စလင်နာမည်ခံပြီးတော့ဗမာမွတ်စလင်တွေနဲ့အတူတူမနေတဲ့ကောင်တွေနော်ရိုဟင်ဂျာကိုခုတုံးလုပ်နေတဲ့ကောင်တွေအဲ့ဒါကိုတည်တည်ချာချာရှင်းလင်းကြပါလို့ပြော